ထားရမယ့်မှာပြီးသားများအားလုံးမင်္ဂလာပါနော်အခု15ရက်နေ့ကြာလို့ဆိုရင်ဗတ်တွေဖွဲ့တော့မယ်ဆိုတဲ့ခါကျတော့တယုံနဲ့တယုံကအပြိုင်ဆိုင်ဟိုဈေးနှုန်းတွေများတာစီတယ်လို့ဈေးနှုန်းနေတာတွေရှိတယ်တယုံနဲ့တယုံတော့မတူဘူးပေါ့ဒါပေမဲ့ရွေးချက်ပိုင်ခွင့်ရှိတာကမိတ်ဆွေတို့ကျွန်တော်တို့အလုပ်သမားတွေပေါ့ကိုယုံကြည်စိတ်ချရတဲ့နေရာမှာရွေးချက်ပိုင်ခွင့်ရှိတယ်ပတ်စံလည်းကုန်ကြတတ်တာမယ်ဆိုင်ရစားတယ်အစစ်မှန်ရမယ်ဆိုလို့ရှိရင်တော့ကိုတွက်ပို့ပြီးအဆင်ပြေတယ်ပေါ့တချို့မိတ်ဆွေညီကိုမောင်နှမတွေကကျွန်တော်ကိုလာမေးကြတယ်ခဏကိုတို့ယုံမှာကပဲ့ဈေးတဲ့ဘုံညီမတို့လောက်ခဲ့တာကဟိုယုံမှာကပဲ့ဈေးဒီယုံမှာကပဲ့ဈေးတခုတော့ပြောချင်တယ်ပေါ့နော်ကိုမိတ်ဆွေတို့ညီကိုမောင်နှမတွေပဲယုံမှာပဲလောက်အဓိကကဈေးတော့ကတော့အစားစားရှိတယ်ပေါ့တယုံနဲ့တယုံကတော့ဈေးတော့မတူဘူးဘာကြောင့်မတူလဲကိုကအုံနောက်အဆုံးမခံချင်ဘူးဒါတိုင်းယုံနဲ့ဆက်သွယ်ပြီးလုပ်မယ်ဆိုလို့ရှိရင်ဥပမာပေါ့ယုံကတတ်မှတ်တာက9000အပီးစီဒါပေမဲ့ပိုင်းရောက်ကပိုင်းပါမယ်မပါဘူး9000ဥပမာပြောပြရပါတော့9000အပီးစီလို့တတ်မှတ်လိုက်ဒါယုံနဲ့တယုံကိုချိတ်ဆက်သွားတဲ့အတွက်ဟုတ်ပြီယုံကတတ်မှတ်တဲ့ဈေးက9000ထားလိုက်တော့ဒါမိတ်ဆွေတို့ကယုံနဲ့တိုင်းရိုက်ဆက်သွယ်တဲ့အတွက်9000အတိအကျမှန်ကန်မယ်စာရွက်အပြည့်စုံရမယ်โอเคဒါဆိုရင်အဆင်ပြေတယ်9000ဆိုတာအခုတချို့ယုံတွေကတချို့ဘက်လောက်တဲ့အလုပ်သမားတွေကယုံနဲ့တိုင်းရိုက်မဆက်သွယ်ဘူးယုံမှာယုံနဲ့ဆက်သွယ်ပြီးလုပ်တဲ့ကိုယ်စားလှယ်ရှိတယ်ပွဲစားတွေရှိတယ်အဲ့ဒီပွဲစားတွေနဲ့ဆက်သွယ်ပြီးလုပ်တယ်ဥပမာယုံကတတ်မှတ်ထားလိုက်တယ်6500ဆိုလို့ရှိရင်ကိုယ်စားလှယ်တွေက9000ကောင်းမယ်တရားတော့မတူဘူးသူပဲကိုပဲကြည့်တဲ့ကိုယ်စားလှယ်ဆိုတော့တစ်မျိုးပေါ့ကိုပဲကြီးပဲကြည့်တဲ့ကိုယ်စားလှယ်တွေဆိုတော့တစ်မျိုးပေါ့ပွဲစားတွေဆိုတော့တစ်မျိုးပေါ့ရုံးကဒီကိုယ်စားလှယ်စီတတ်ပေးထားတာရှိတယ်ကိုယ်စားလှယ်စီတတ်ပေးထားတာရှိတဲ့အတွက်ရုံးကကိုယ်စားလှယ်သေးဆိုဥပမာ6500ပေးထားတယ်ဆိုလို့ရှိရင်ကိုယ်စားလှယ်တွေက9000ကောင်းမယ်9000ကောင်းတဲ့အတွက်သူတို့အတွက်ဘာဘူးညာဘူး1500တော့ရတယ်1500ရတဲ့နေရာမှာသူတို့ကယုံနဲ့ချိတ်ဆက်လောက်တဲ့အတွက်တာဝန်ခံမှုတာဝန်ယူမှုတွေပေးရတယ်တကယ်လို့ယုံကဆိုင်ရစားတာတွေမလုပ်ပေးတာတို့ဘာလို့စစ်တာကိုယ်စားလှယ်တွေကတာဝန်ခံရတယ်အဲ့လိုကိုယ်စားလှယ်တွေရှိတယ်ပေါ့တချို့ကိုယ်စားလှယ်တွေကပတ်စံရရည်ပဲလောက်ရတဲ့ကိုယ်စားလှယ်တွေရှိတယ်ဒါဥပမာပြောပြတယ်ပေါ့နော်အဲ့လိုမျိုးကိုရှိတဲ့အခါမှာကိုယ်စားလှယ်တွေ1500ယူရဆိုလို့ရှိရင်သူတို့လောက်ရမယ့်အလောက်ကအောက်ပြီးကျွန်တော်တို့ကယုံနဲ့ချိတ်ဆက်ပေးတယ်ဆိုင်ရစားတာကိစ္စပြီးတဲ့အထိကျွန်တော်တို့ကလိုက်လုပ်ပေးရတယ်ကိုယ်စားလှယ်နဲ့ယုံတွေနဲ့ပေါင်းပြီးတော့ယုံတွေကကျွန်တော်တို့လူခါတွေကကျွန်တော်တို့နဲ့ဆက်သွယ်ပြီးယုံကိုကျွန်တော်တို့တင်ပေးတဲ့ယုံကပဲကျွန်တော်တို့ဓာတ်ရိုက်စကားပြောတယ်ဓာတ်ရိုက်ဘာလို့အချက်စကားပြောတယ်ငွေကြေးအစားပေါ့အဲ့ဒီတော့ကျွန်တော်တို့မှတောင်းရှိပါပြီဆိုင်ရစားတဲ့ဟိုမရတဲ့ခါကျရင်လည်းကျွန်တော်တို့မှတောင်းရှိပါတယ်ဒါတော့သူတို့ယူတဲ့ငွေပမာဏ900ဆိုတာကဘာလဲသူတို့သွားလာခရီးစီတယ်ဆိုင်ရစားတာတွေတချို့ဘာသာစကားခက်ခဲမရှိတဲ့လူတွေကိုတပူရတာမျိုးလို့ရှိတယ်စာတရပို့တာအဲ့ဒီခါကျတော့ကိုယ်စတဲ့ရပဲစိုက်ပြီးထုတ်ပေးရအဲ့တော့1500ဆိုတာကတော့အဆင့်မိတ်ဆွေတို့ဘက်ကလည်းနားလည်းပြစီချင်တယ်ပေါ့တချို့ကိုယ်စတဲ့တွေကြတော့အဲ့လိုမဟုတ်ရုံးကတတ်မှတ်တဲ့ဈေးက6500ဆိုတော့သူတို့အတွက်မရဘူးဆိုလို့ရှိရင်သူတို့က6500ကိုယ်စတဲ့ဈေးပေးထားပေမဲ့သူတို့က7000 9000ကောင်းဒါကတော့သူခုနကျွန်တော်ပြောခဲ့တယ်လို့ပေါ့တစ်ဖက်နဲ့တစ်ဖက်မတူဘူးသူပဲကိုပဲကြည့်တဲ့လူဆိုတော့တစ်မျိုးပေါ့ကိုဖက်ရွယ်ကြည့်တဲ့ဆိုလို့ရှိရင်တော့ကိုရရည်တော့ပဲလောက်မှာပေါ့ဟုတ်လားကျွန်တော်တို့ကတော့အဲ့လိုမဟုတ်ဘူးသူပဲကိုပဲမြတ်တအောင်တွေးပေးတယ်မြတ်တအောင်ကြည့်ပေးတယ်ကျွန်တော်ဒီမှာတင်တဲ့လူတွေကတော့သိမှာပါကျွန်တော်ဘယ်လိုလောက်ပေးလဲအခုဂျောင်းကတော့သူစီဆူရတဲ့တွားဆိုသူစီကကြတဲ့သူတရားတင်လို့ရှိရင်ဆရာငွေဘယ်လောက်ပေးရမယ်ဆိုတာကိုရုံးကတိကျပြောထားတယ်ဒါပေမဲ့ဆရာငွေပေးပြီးပါပြီဘယ်လောက်ငန်းစင်နဲ့ဖွင့်ပြီးဒါပေမဲ့ကိုကအကြောင်းမျိုးကြောင့်မလောက်ဘူးဆိုလို့ရှိရင်တော့ဆရာငွေဆုံးတယ်ပေါ့ဒါကတော့ရုံးကအပြစ်မဟုတ်ဘူးကိုကခက်ခဲနဲ့ကိုမလောက်တာဖြစ်တဲ့အတွက်ကိုကတွင်းထားပြီးတဲ့ငွေတွေတော့ဆုံးတယ်ပေါ့ဒါတွေတော့နားလဲစေချင်တယ်ပေါ့နော်အဲ့ဒါကိုဥပမာအနေနဲ့ကျွန်တော်လက်ပြောပြတယ်โอเคဒီလောက်ပါပဲမိတ်ဆွေတို့ဘကူတူတန်ရမယ်လို့လည်းပြောလင်းပါတယ်ကိုဗတ်တွေဖွင့်တော့မယ်ဆိုတော့ပွဲစားအလဲညာတွေကိုလည်းတတိထားပါတော့လေတို့ညာတို့ကောင်းတာကအခုမှတက်လာတဲ့လူတွေကိုပွဲစားတွေကလေတို့ညာတို့ကောင်းအဲ့ဒီတော့မိတ်ဆွေတို့ကလည်းနားတွေဆွင့်ပြီးတော့လေ့လာအားတဲ့ချိန်တွေမှာလေ့လာဘယ်သူကယုံကြည်စိတ်ချတယ်ဘယ်သူကစိတ်ချတယ်ကိုစိတ်ချတဲ့ agency တွေမှာစိတ်ချရတဲ့အကျိုးဆောင်တွေစီမှာဆက်သွယ်ပြီးတော့လောက်ပါအကြံလေးပေးချင်တယ်နော်โอเคအားလုံးပဲစိတ်ပြေကြပါစေလောက်ကတွေအဆင်ပြေပြီးတော့အမိမြန်မာပြည်ကိုလည်းအများဆုံးပြန်လာကြပြီ
မိဘကိုယ့်ရဲ့မိဘချစ်မြတ်လို့အားကိုးရတဲ့တာကောင်းသမီးကောင်းယတနာတွေဖြစ်ပါစေလို့ဆုမကောင်းတောင်းနေအားလုံးနှုတ်ဆက်ပါဒီလောက်ပါပဲဘိုင်ဘိုင်